နေအောင်ရလို့เนาะ1 to 10ရရင်ရပြီเนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကြက်ထားမယ်เนาะအဲ့တော့ဒီ14ကနေ19 73ကနေ19ထိနားလည်မယ်เนาะဒါဆိုဒီချက်ကအောက်က10ပြည့်ကနန်း20 30လေးတွေဆက်သွားခြင်းတယ်เนาะဟုတ်ပြီအဲ့တော့ဒီချက်တို့ဘာလေးကြက်မလဲဆိုလို့ရှိရင်3ညကနေ7ထိကြက်မယ်ဒီချက်ချက်ခိုင်းတဲ့ဟာလေးပဲကြက်เนาะ3ညကနေ7ထိကြက်မယ်အလဲက73 14 15 16တခုမှမကြက်နဲ့ပြီးရင်ဘာပြန်ကြက်မလဲဆိုရင်20ကိုကြက်မယ်เนาะ20ဆိုလို့ရှိရင် 20 zish ဖြစ်သွားပြီเนาะကျွန်တော်ဒီမှာသတိထားပါတော်တော်များများကျွန်တော်ဒီစိတ်အနေနဲ့ရေးလာကြလို့ပေါ့เนาะအရင်တော့က 20 20เนาะကျွန်တော်ဘာကြက်မလဲဆိုရင်20ကြက်မယ်30ကြက်မယ်30က3ကိုကျွန်တော်သိပြီးသား dry zish သူကကြတော့ asset နဲ့သွားမယ်เนาะ beta sign လေးနဲ့ dry zish 30 30เนาะโอเคအဲ့တော့ကျွန်တော်ဒီမှာကသတိထားမယ်ကျွန်တော် English မှာဆိုရင်ဗာလဲ14ရှိတယ်40ရှိရလေเนาะဂျာမန်လည်းအဲ့လိုပဲ20ပေါ့เนาะ20ဆိုရင် 20 30က 30အဲ့တော့သို့တော့အဲ့ဒီ zish က z နဲ့မဟုတ်ဘူးเนาะ z နဲ့လောက်ထားတာ40ဒီကျွန်တော်4ကိုတည်ပြီးသားပါလဲ fia အနောက်က zish လေးပေါင်းလိုက် fia zish 40 50လဲအဲ့လိုပဲဒီကျွန်တော်ဗာလဲ form ကိုတည်ပြီးသား form နဲ့ zish နဲ့ပေါင်းလိုက် form 6 50အတန်ထက်ကိုကျွန်တော်ပြပြထွက်မယ်เนาะတကယ်လို့ကျွန်တော်က form 6လို့သွားပြီးထွက်ပြီး15နဲ့သွားတူလိမ့်မယ် form zish เนาะ zish 50 60လဲအဲ့လိုပဲကျွန်တော်ဗာလဲ 60เนาะ60 60နောက်90ဆိုလဲအဲ့လိုပဲနောက်ကဘန်းတန်လေးပြုတ်သွားမယ် zip zish zip zish 90 80ကျွန်တော်8ကိုတည်ပြီးသား access တွေ့လားဒီချာတို့ကြက်ခဲ့တဲ့1 to 10ပေါ့ပဲအခြေခံပြီးသွားတာအဲကြောင့်ဒီချာ1 to 10ကိုပဲဒေတာကြက်ထားလို့ပြောတာเนาะ90ဆိုရင်9ကိုတည်ပြီးသား noisish เนาะ noisish 100ကြတော့ English မှာ100ဂျာမန်က 100လို့ခေါ်တယ်เนาะ100ဒါဆိုရင်ကျွန်တော်100ပေါ့ဒါပဲကြက်မယ်တကယ်ဒါပဲကြက်မယ်ဘာမှမကြက်ဘူး3ညကနေ7ထိကြက်မယ်ပြီးရင်ဘာကြက်မလဲ20 30 40 50 60 80 80 90ပဲကြက်မယ်အလဲက26တို့35တို့49တို့တလုံးမှမကြက်ဘူးရတယ်เนาะအဲ့ဒါပဲကြက်မယ်အဲ့ဒါသိရင်ဒီချေတို့ကရှစ်သမျှကဏ္ဍအကုန်ရေးတတ်တယ်เนาะဟုတ်ပြီအဲ့တော့ဒီချေတို့တစ်ခေါက်လောက်ပြန်ကြည့်မယ်3ညကနေ7ထိเนาะ nu eyes zwei drei vier fünf sechs sieben acht neun 10 က elf 12ဟုတ်ပြီဒါဆိုရင်ပြီးဒီချေတို့ဒါကြက်ထားမယ် 20 20 30 40 50 60 70 80 90 100ဒါပဲအဲ့ဒါသိရပြီเนาะโอเคဟုတ်ပြီအဲ့ဆိုဒီချက်ရေးဂျားရဲကခဏနေကျမတို့ဘယ်လိုရေးကြမလဲကဲစပြီးတော့ကြည့်ကြည့်ရအောင်ခုနက3ညကနေ7နှစ်ထိကိုဒါအပိုင်ချက်ထားမယ်เนาะဟုတ်ပြီအဲ့တော့ဒီချက်ကစပြီးတော့18ဒီချက်တို့3ညကနေ20ထိတည်သွားပြီးပြီဒီချက်21ကနေစရေးခြင်းတယ်ဘယ်လိုရေးရမလဲပေါ့เนาะဒါဆို21ကိုကြည့်ကြည့်ရအောင်အဲ့တော့ဒီချက်တို့ကဘယ်လိုနားလဲရမလဲ21ဆိုလို့ရှိရင်ခုနလိုမျိုးခွဲလိုက်ပေါ့เนาะဗာလဲ1နဲ့20နဲ့ပေါင်းထားတာဟုတ်တယ်เนาะအဲ့တော့အနောက်မှာရေးတဲ့ကဏ္ဍတွေ့လား21ဆိုရင်အနောက်မှာရေးတဲ့ကဏ္ဍကိုအရင်ခေါ်မယ်ဂျာမန်ကအဲ့လိုမျိုးเนาะ21ဆိုလို့ရှိရင်ကျွန်တော်က1နဲ့20နဲ့ပေါင်းထားတယ်လို့သူတို့ကသတ်မှတ်တယ်ပေါ့เนาะအဲ့ဒီတကြောင်မို့လို့ကျွန်တော်ဗာလဲ1ကဒီကျွန်တော်တည်ပြီးသားဗာလဲ eyes ဟုတ်တယ်เนาะ eyes သို့တော့ဒီကျွန်တော်က1ကသူ့တစ်လုံးနဲ့ရက်တည်လို့ရှိရင် eyes လို့သုံးမယ်တဲ့သို့တော့သူ့ရဲ့အနောက်မှာတခြားစလုံးလေးတွေဘာမဆိုကပ်ပါလာပြီဆိုတာနဲ့သူက s လေး auto ပြုတ်သွားမယ်เนาะအဲ့တော့ s မပါတော့ဘူးပေါ့သူတစ်လုံးနဲ့1လို့ပဲရေးမယ်ဆိုရင်1လို့ပဲရေးမယ်ဆိုရင် eyes s ပါမယ်21 31 41 51အဲ့လိုမျိုးအနောက်မှာတစ်ခုခုနဲ့ကပ်ရေးခြင်းပြီဆိုရင်အဲ့ဒီ s က auto ပြုတ်သွားမယ်เนาะအဲ့တော့ကျွန်တော်က1နဲ့20နဲ့ပေါင်းတာဒီကျွန်တော်1ကိုတည်တယ်20ကိုလည်းတည်ပြီးသား20သို့တော့ကျွန်တော်အလယ်မှာဘာခံပေးရမလဲဆိုရင် on လေးခံပေးရမယ်เนาะ on ကကျွန်တော်ဘာနဲ့တူတူပဲလဲဆို English မှာ and and နဲ့တူတူပါပဲเนาะနှစ်အတူเนาะ and and နဲ့တူတူပဲအဲ့တော့21ဆိုလို့ရှိရင်1နဲ့20နဲ့ပေါင်းထားတာအဲ့တော့နောက်ကခဏကိုကျွန်တော်အရင်ရေးမယ်1ကကြတော့ I အလယ်မှာ on နဲ့ဆက်မယ် I on 20ရပါလေ20အဲ့တော့အဖြေကဘာဖြစ်သွားမလဲ I on 20ဒါပဲတွေ့လားအဲ့တော့ခြေလို့ကဘာလဲ1 to 10အောင်ကြက်ထားပြီးပြီ20 30 40ကိုကြက်ထားပြီးပြီဆိုရပြီဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်23လေးကိုတစ်ချက်ကြည့်မယ်နော်23ဆိုရင်နောက်ကခဏကိုကျွန်တော်အရင်ခေါ်မယ်ဂျာမန်မှာအမြဲတမ်းနောက်ကခဏကိုအရင်ခေါ်မယ်ဆိုတော့နောက်ကခဏကဘာလဲ3အဲ့တော့ဒီချက်က
dry လို့ရေးလိုက်မယ်အလဲမှာ on နဲ့ဆက်မယ် dry on 20ရပါပဲလေ20เนาะအဲ့တော့23ဆိုတာတနည်းအားဖြင့်ပါလေ3နဲ့20နဲ့ပေါင်းထားတာเนาะ dry on 20အဲ့လိုဖြစ်သွားမယ်ဟုတ်ပြီဒါဆိုကျွန်တော်25လေးရေးကြည့်ရအောင်ကျွန်တော်တခါမှမကြက်ဘူးသို့တော့9ကိုသိတယ်20ကိုသိတယ်ဆိုရေးလို့ရပြီနောက်ကကဏ္ဍကိုအရင်ခေါ်မယ်ဆိုတော့ fonf on 20ရဒါပဲရမယ်နော် fonf on 20 okay ဒီချက်နောက်ထပ်ကဏ္ဍလေးမတူတာလေးထပ်ရေးကြည့်မယ်ဥပမာဒီချက်က36ကိုရေးကြည့်မယ်နော်ဖြည်းဖြည်းချင်းပဲကြည့်မယ်36နောက်ကကဏ္ဍကိုအရင်ခေါ်မယ်36ဆိုတာက6နဲ့30နဲ့ပေါင်းထားတာအဲ့တော့နောက်ကကဏ္ဍကိုအရင်ခေါ်မယ်ဒီချက်တို့က6ကိုကြက်ပြီးသွားပြီ6က zax နော်အလဲမှာ on နဲ့ဆက်မယ်30ရကြတော့ dryzish နော်အဖြေက zax on dryzish အဲ့လိုဖြစ်သွားမယ်နော် zax on dryzish ဆမ်မှာ ask ကမဖြုတ်တော့ဘူးလားဆရာမဖြုတ်တော့ဘူးရဒီချက်တော့ဘာမှပဲဖြုတ်မလဲဆိုရင်ခုနဒီချက်တော့16မှာဖြုတ်မယ်60ဖြုတ်မယ်ရမယ်နော်ချွင်းချက်လေးတွေချက်တော့နည်းနည်းလေးတော့မှတ်ပေးမယ်ခေါင်းတော့မူသွားမယ်နော်အဲ့တော့ဘာမှဖြုတ်မလဲဆိုရင်16မှာဖြုတ်မယ်60မှာဖြုတ်မယ်နော် Okay အဲ့တော့ဒီမှာဆိုရင် zax on dryzish Okay နောက်တစ်ခုချက်တော့ထပ်ပြီးကြည့်ကြည့်မယ်42ဆိုလို့ရှိရင်နောက်ကကဏ္ဍကိုအရင်ခေါ်မယ်နောက်ကကဏ္ဍက2ဆိုတော့စပိုင်းစပိုင်း on ဒီကဒီချက်တော့တည်တယ် fiazish Okay ဒါဆိုဒီချက်ကဒီမှာကဏ္ဍလေးအချို့ရေးထားမယ်ဒီချက်စမ်းပြီးတော့လုပ်ခိုင်းကြည့်မယ်နော် Okay ရတဲ့လောက်ပြောကြည့်မယ်မှားရင်ဒီချက်ကပြင်ပေးမယ်စိတ်မပူနဲ့နော်အဲ့တော့88လေးကိုပြောကြည့်ရအောင်နော်အဲ့ဆိုရင်မှဖူးပွင့်ခိုင်းပြောကြည့်ပါအောင်ညာချက်တယောက်ချင်းစီပိုင်းနှင်းခေါ်မယ်နော်act on ဟုတ်တယ် act on 80อ่ะ axis ဟုတ်တယ်တွေ့လားဒီချက်တို့ဒီမှာတစ်ခါမှ88စလုံးမကြက်ဘူးလေတိုးတော်ချက်ရေးတက်တယ်ဘာကြောင့်လဲ80ကိုသိတယ်8ကိုသိတာမို့လို့เนาะဟုတ်တယ်မှန်တယ်ဟုတ်ပြီချက်ကိုနောက်တစ်လုံးလေးထပ်ပြောကြည့်ပေးပါအောင်เนาะအမက54လေးမှပြောကြည့်ပါအောင်တယောက်နှလုံးစီလောက်ပြောကြည့်မယ်เนาะFia und 50 fomsish ဟုတ်တယ်50 fomsish ကျတော့အခုမှတင်တာဆိုတော့ချက်ချင်းတော့အလုံးမိတာတူပါเนาะ Fia on fomsish ဟုတ်ပြီအဲ့တော့ချက်နောက်ထပ်ထပ်မိမယ်เนาะဟုတ်ပြီ83လေးပြောကြည့်ရအောင်အဲ့ဆိုရင်အကိုဝင်းမြင့်သူက